ဘယ် exchange တွေသုံးတယ်လဲဆိုရင် Bybit ရဲ့ Bitget ရဲ့ OKX ရဲ့သုံးတယ်ပါတယ်လက်ရှိသုံးလို့အဆင်ပြေတာတော့ Bitget တော်တော်အဆင်ပြေပါတယ် Bitget မှာ P2P ကနေမြန်မာ KP တို့နဲ့ WePay တို့နဲ့အယောင်းဝယ်လုပ်လို့ရပါတယ် Bybit မှာကျတော့ KP တို့ WePay တို့နဲ့အယောင်းဝယ်လုပ်လို့မရသေးပါဘူး P2P မှာလေအဲ့ဒါကြောင့် Bitget ကိုပဲကျွန်တော်ညွှန်းချင်ပါတယ်အခုလောလောဆယ်မှာတော့နောက်ပိုင်းသုံးတဲ့လူများလာရင်တော့ Bybit တို့မှာလည်းအဆင်ပြေလာမှာဖြစ်ပါတယ်အဲ့ဒါကြောင့် Bitget ကိုသုံးကျင်နေဆိုရင်အကောင့်ဖွင့်ဖို့အတွက်ကျွန်တော်စီမှာ link လာတောင်းလို့ရပါတယ်။ဘိုင်းနဲ့ကတော့အခုထိကျွန်တော်မှမအောင်သေးပါဘူး။ထပ်ပြီးသူတို့အချက်လက်တွေတောင်းထားတာဖြစ်ပါတယ်။ကျွန်တော်ထပ်ပို့ထားတာဖြစ်ပါတယ်။အချက်လက်တွေကတော့သူတို့ဘယ်အထိတောင်းနေမှာလဲတော့မသိဘူးပြ။ကျွန်တော်လည်းသူတို့တောင်းတွေပေးနေတာပေါ့နော်အခုထိမအောင်သေးဘူးသူတို့ကတောင်းပြီးရင်တောင်းနေရပဲအချက်လက်တွေ။အဲ့ဒါကြောင့်လက်ရှိမှာဆိုရင် P2P ကနေ USDT အရောင်းဝယ်လုပ်ချင်နေဆိုရင်တော့ Bitget ကိုသုံးပါ။ဒီ USDT ကိုပဲ deposit withdraw လုပ်ချင်တာဆိုရင်တော့ Bybit ကိုသုံးလို့ရပါတယ် Bybit ကတော့ P2P ကနေ KP တို့ WePay တို့နဲ့အရောင်းဝယ်လုပ်လို့မရသေးပါဘူးအားလုံးကျေးဇူးများတင်ပါတယ်